Okay ဒီနေ့ကဇွန်လ30ရက်နေ့ semester 4ရဲ့ week 10 advanced operating system and visualization အတန်းမှာဆိုလို့ရှိရင်EACCVE exhibit ဘယ်လိုတန်းထွက်လဲမသိပါဘူးဟာပါ EACCVE file အကြောင်းကိုပြောပြတယ်အဲ့ဒီ file ထဲမှာပါတဲ့ဟိုတနေ့ကမပြောပြလိုက်တဲ့အကြောင်းကိုဆက်ပြောပြတယ်ပေါ့နော်အဲ့ဒီအခုဒီကတော့ဒီ OS function ထဲမှာအလုပ်လုပ်တဲ့ frame အကြောင်းကိုလေ့လာနေတယ်အဲ့ဒီ frame ထဲမှာဆိုလို့ရှိရင် ARGC ပါတယ်အဲ့ဒီ ARGC မှာဆိုလို့ရှိရင် ARGV ဒီကတော့ offset နဲ့ ARGV environment နဲ့နှစ်ခုရှိတယ်ဆိုတဲ့ဟာကိုပဲရှင်းပြပါတော့အမှ array တွေလိုက်ရှိတယ်ပေါ့နော်အဲ့ဒီအကြောင်းပြောပြီးတော့ပြီးသွားတယ်အဲ့ဒါပြီးတော့နောက်တစ်တန်းက data science and human behavior analysis ဒီတစ်ခေါက်က coding အများကြီးရေးခိုင်းတယ် coding ဆိုတာ coding သင်တဲ့ပို့တူတယ်ပေါ့နော်ဘာလို့လဲဆိုတော့ coding တွေတစ်ပိုင်းချင်းစီရေးခိုင်းတယ်ဆိုတော့ AI နဲ့လည်း generate လုပ်လို့ရတယ် generate လုပ်လို့ရတဲ့ AI နဲ့ထုတ်ထားတဲ့ code တွေကိုပဲပြန်ရှင်းပြတဲ့သဘောမျိုးပေါ့နော်အဓိကတော့ evaluating the model train မယ် train လိုက်လို့ရလာတဲ့ဟာကိုဘယ် algorithm နဲ့ဆိုရင်အဆင်ပြေတယ်ဒီ model ရတဲ့ဟာကိုပြန်ရှင်းပြတာမျိုးအဲ့တော့အဓိကတော့ accuracy တွေ speed တွေကြည့်တယ်training data set testing data set စသဖြင့်ခွဲပြီးသွားပြီဆိုလို့ရှိရင်စပြီးတော့ဒီ data တွေကို scikit-learn ပေါ်တင်ပြီးတော့ machine learning library တွေကိုစပြီးတော့သုံးကြတယ်fruit.csv ဆိုပြီးတော့ cluster ကောင်းကောင်းလုပ်လို့ရတဲ့ fruit တွေရဲ့ size တွေ weight တွေလေးချိန်တွေအရသာတွေဘာတွေညာတွေဘယ်နိုင်ငံမှာပေါက်တယ်ဆိုတာတွေ information တွေပေါ်လာပြီးတော့အဲ့ဒီ fruit ကဘာမျိုးစားလဲဆိုတာကိုပြန်ခွဲပြတဲ့ပုံစံမျိုးနဲ့သွားတူတယ်အဲ့လိုဟာတွေကိုပေါ့နော် algorithm လေးတွေသုံးပြီးတော့ရှာကြည့်ကြတယ်ရှာကြည့်ကြတော့ label ကိုlabel က fruit နဲ့ကိုပေးထားတယ် feature မှာဆိုလို့ရှိရင်ခုနပြောတဲ့ဟာလေးတွေပါတယ် color တွေပါတယ်ပေါ့နော်ပြီးတော့လို့ရှိရင် training data set ထဲကိုထည့်တယ်ပြီးတော့လို့ရှိရင် test split လုပ်တယ်လုပ်ပြီးတော့လို့ရှိရင် train ကြည့်တယ်ပြီးတော့လို့ရှိရင် test size ကို change ကြည့်တယ်ပြီးတော့ random seed ကို change ကြည့်တယ်ဆိုတော့အဲ့ဟာမျိုးတွေလုပ်တယ်နောက်ဆုံးမှာ scalar ထွက်လာတယ်ပေါ့နော် minimax scalar ဆိုတဲ့ဟာမျိုးတွေထွက်လာတယ်အဲ့တော့ apply scaling လုပ်တယ်ပေါ့ scaling လုပ်တယ်ပြီးတော့လို့ရှိရင်ဟိုပေါ်မှာ plot ပေါ်မှာပြန်ပြီးတော့ပြတဲ့ဟာတွေလုပ်တယ်ပြီးတော့ logistic regression လိုဟာမျိုး algorithm တွေသုံးတယ် SVM လို့ algorithm support vector machine လို့ algorithm တွေသုံးတယ်ပြီးတော့တခြား algorithm တွေလည်း3-4ခု online မှာရှာပြီးတော့ coding တွေကိုဒီတိုင်းပဲ tab and ကြည့်တဲ့ပုံစံမျိုးကိုလုပ်ကြည့်တယ်ဆိုတော့ algorithm တွေကတော့အရင်ရေးမကြည့်ဘူးဒါပေမဲ့အဲ့ဟာတွေကိုနားလည်အောင်ကြည့်ဖို့ကပို့ပြီးတော့ရေးကြည့်တယ်နောက်ဆုံးကတော့ confusion matrix လို့ခေါ်တဲ့ precision recall F1 score support ဆိုတဲ့ဟာတွေကိုပေါ့နော်အဲ့ဒါတွေကိုပြန်ရှာကြည့်ရပြီးတော့ accuracy ဘယ်လောက်ရှိလဲတခုချင်းတွက်ကြည့်တယ်ပြီးတော့ဒီဇယားကွက်ပေါ့နော်ဇယားကွက်ဆိုတာကဒီ matrix ပေါ့ matrix ဆိုတာ3.3 40000200ဆိုတဲ့ဒီသူ့ရဲ့ SVN ထွက်လာတဲ့ဟာကိုအဖြေကိုရွတ်ပြနေအဲ့ဒီဟာကိုကြည့်ပြီးတော့တွက်ထုတ်ကြည့်တယ်ပြီးတော့ predicted class ဆိုပြီးတော့ SQL နဲ့ predicted နဲ့ဟာကိုလည်း class နဲ့ဟိုဇယားကွက်ကြီးလိုက်ထုတ်ပြတယ်ပေါ့နော်confusion matrix ပါလို့ရှိရင် true positive true negative လို့ဟာမျိုးတွေပါတယ်အမှ false positive false negative လို့ဟာမျိုးတွေလည်းပါတယ်အဲ့ဒါဆိုလို့ရှိရင်အဲ့ဒါရဘာကွာလဲဆိုတော့အဓိပ္ပာယ်ရှင်းပြတယ်ပေါ့နော်ပြီးတော့တစ်ခုချင်းစီရဲ့accuracy ဆိုတာဘာလဲ description ကဘယ်လိုလဲ formula ကဘယ်လိုရှိလဲဆိုတော့ formula တွေအကုန်လုံးပြန်ရှင်းပြတယ် accuracy ပါတယ် accuracy false positive rate specificity precision F1 score အဲ့ဒါအကုန်လုံးပြပြတယ်ပြီးတော့ cross validation လုပ်တဲ့ဟာမျိုးတွေလည်းစမ်းကြည့်ကြတယ်ပြီးရင် imbalance data set နဲ့လည်း test လုပ်ကြည့်ကြတယ်ပြီးတော့ random undersampling random oversampling smoked SMOTE ပေါ့နော် smoke ရဲ့အရှေ့ကောက်က statistic minority oversampling technique ပေါ့နော်ဆိုတော့အဲ့ဒါအကုန်လုံးကိုစမ်းကြည့်တယ်စမ်းကြည့်ပြီးတော့ဒီဟာတွေကကောင်းသေးလားမှန်သေးလားဆိုပြီးတော့စမ်းကြည့်ကြတယ်ပေါ့နော်အဲ့တော့ code တွေကတော့များသောအားဖြင့်file လိုက်ပေးလိုက်ပြီးတော့အဲ့ဒီ file တွေကိုကူးထည့်ပြီးတော့ run ကြည့်တဲ့သဘောပါပဲ exam မှာလည်းဒီဟာကို K4 cross validation K4 cross validation ဆိုတဲ့အကြောင်းဆက်ပြောမယ်ဒါပေမဲ့ကိုယ့်ဟာကိုယ်လေ့လာထားဆိုပြီးတော့ accuracy test F1 score test micro average တို့ weighted average တို့ပေါ့နော်အဲ့လိုဟာတွေကိုသူ့ရဲ့ RUS တို့ ROS တို့ smoke တို့သုံးပြီးတော့စမ်းကြည့်ပါတဲ့ပြီးတော့ ratio တွေလည်းပေးလိုက်တယ်အဲ့ဒီ ratio တွေအဲ့ဒီ form လေးကိုဖြည့်ပေးပါဆိုပြီးတော့ algorithm နဲ့ test ပြီးတော့ဖြည့်လာခဲ့ပါတော့ဆိုတော့ကြိုက်တဲ့ algorithm နဲ့ test လုပ်ရတယ်သူကတော့ SUV လို့ဟာမျိုးပဲ test ခိုင်းပါတယ်အဲ့ဒါပြီးတော့နောက်ဆုံးက research ကဒီတစ်ပတ်က skip ထားတယ်ဆိုတော့နောက်တစ်ပတ်ကြာလို့ရှိရင်တော့ paper ကိုဆရာကိုစပြီးတော့စစ်ခိုင်းလို့ရတဲ့ level အထိရေးမယ်လို့စဉ်းစားထားတယ်ပေါ့နော်အဲ့မှာ reference တွေအကုန်ပါမယ် data နဲ့ဆိုင်တဲ့ information တွေအကုန်ပါမယ်ပြီးတော့လှုပ်ထားသမျှ step by step အကုန်ပါမယ်ပြီးတော့ basic information လို့
basic information ဆိုတာ cloud gaming ဆိုတာဘာလဲ passive ကိုဘယ်လိုသုံးတာလဲ cloud ပေါ်ဘယ်လိုဆက်ဆံလုပ်တာလဲဆိုတော့အဲ့ဒီ introduction အစအဆုံးပြန်ပါမယ်ပေါ့နော်ဆိုတော့တကယ် research paper မှာကျတော့precise ဖြစ်အောင်ရေးရတယ်တူတူနဲ့ရှင်းရှင်းဖြစ်အောင်ရေးရတာဆိုတော့အများကြီးမထည့်နိုင်ဘူးဆိုတော့အဲ့မထည့်နိုင်တဲ့ဟာအကုန်လုံးဒီတစ်ခါ thesis ဆိုတာအကြောင်းရင်းသုံး paper ပဲဖြစ်တဲ့အကြောင်း beginner တွေကနားလည်လို့ရတဲ့ level အထိအကုန်လုံးပြန်ဖြန့်ပြီးတော့ရေးရမယ်ထင်တယ်အဲ့တော့စာမျက်နှာ50လောက်အထိဖြစ်နိုင်တယ်ဒါပေမဲ့ white space တွေလည်းရှိတယ်ဆိုတော့စာအုပ်တည်တည်လေးတစ်အုပ်ထွက်လာမယ်ပေါ့ okay ဒီနေ့တော့လောက်ပါပဲကျေးဇူးများတင်ပါတယ်